ကဲအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါနော်ကဲကျွန်တော်ရဲ့ချစ်ကိုတွေချစ်မတွေနော်အားလုံးပဲနော်ကျွန်တော်တို့နော်မင်္ဂလာရှိသောနေ့လေးတွေအားလုံးပဲပိုင်ဆိုင်ပါသည်နော်အဲ့တော့ကျွန်တော်တို့နော်ဟိုကျွန်တော်ရဲ့ live လေးတွေဗီဒီယိုပိုင်းလေးတွေမှာအများနဲ့ကြည့်ရှုအားပေးတဲ့အကူဒီမတွေအားလုံးအတွက်ကျွန်တော်ဒီဗီဒီယိုပိုင်းလို့စောစောလေးတင်ပြလိုက်တာပေါ့နော်အရင်လဲကျေးဇူးလေးတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ခုအနေနဲ့ဗာလဲဆိုတော့ဗီဒီယိုလေး live လေးတွေကြည့်တဲ့အခါမှာအကူဒီမတွေအားလုံးပဲနော်အစားအနေအဆုံးလေးအားလုံးပြီးအောင်တေချာလေးကြည့်မယ်နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောရရင်ဗျာကျွန်တော်တို့ဒါပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ဒါအကောင်းဆုံးတွေပဲသွားရခဲ့တယ်အခုလာမယ့်ဘက်မှာလည်းနော်ကျွန်တော်တို့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေ live လေးတွေမှာအများနဲ့အားပေးရတဲ့သူတွေအားပေးရကြုံနေအောင်လို့ကျွန်တော်အခုလာမယ့်ဘက်လည်းကျွန်တော်အကောင်းဆုံးလေးတွေရွေးချယ်ပြီးတော့ကျွန်တော်ကြိုက်တာလေးတွေတင်ပေးထားတယ်နော်အဲ့တော့နော်ဗာလဲဆိုတော့ဒီအခုကျွန်တော်တို့ပုံမှန်တိုင်းပဲတစ်ပတ်စာလေးကျွန်တော်တင်ပေးတာလေးတွေရှိတယ်နော်ကျွန်တော်အကက်လေးတွေရှိမယ်လုံးဝလေးတွေရှိမယ်အခွေလေးတွေရှိမယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုဗီဒီယိုဖိုင်လေးမှာအားလုံးပဲတေချာလေးကြည့်မယ်နောက်တစ်ခုပါလဲဆိုတော့ကျွန်တော်အထူးပလန်လေးနဲ့ပြောမှာဘာလဲဆိုတော့ပုံမှန်တိုင်းကျွန်တော်တင်ပေးလေးတော့မရှိဘူးဗျာနော်ပုံမှန်တိုင်းတင်ပေးလေးတော့မရှိဘူးအခုဒီဘက်မှာပေါ့နော်ကျွန်တော်အရန်လေးကြိုက်နေတာတခုရယ်နောက်9ကို5မတွေကိုကျွန်တော်ပေးချင်တာလေးတခုပေါ့နော်အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့ချဲကနန်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာနော်ကျွန်တော်တို့ 3D ဝါသနာပါတဲ့သူတွေဟိုပုံမှန်တိုင်းဗျာဟိုထွက်တဲ့အခါပုံမှန်တိုင်းလေးကိုအမြဲတမ်းမှာလိုက်ဆော့ပြစ်တဲ့သူလေးတွေပေါ့နော်ကြိုက်တဲ့သူတွေတော့ကိုပြောတာနော်မကြိုက်တဲ့သူတွေကကြိုက်ရအောင်လုပ်ပဲနော်အဲ့တော့ 3D နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အခု live ထဲမှာနော်လာတိုင်းနှစ်တိုင်းဒီမှာသူအမြဲတမ်းတော့ကျွန်တော်ဆော့လေးမရှိဘူးနော်အခုဒီဘက်မှာနော်အခုဒီဘက်မှာကျွန်တော်ကြိုက်တာလေးပြီးတော့နော်ထွက်ပေးနေတာလေးတွေ့လို့နော်အဲ့တော့ကျွန်တော်တို့3နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်အဲ့ဒီမှာအကောင်းဆုံးတစ်ခွက်ကောင်းလေးကျွန်တော်ရွေးပေးထားတယ်နော်အဲ့တော့အားပေးတဲ့ကိုရီမားတွေအားလုံးပဲကြည့်မယ်နော်မင်္ဂလာပါညီလေးတွေမင်္ဂလာပါဟုတ်တယ်မင်္ဂလာပါတဲ့မင်္ဂလာပါဗျာမြဲတယ်လေအပေးပါတယ်တဲ့အမြဲတမ်းလေနော်အပေးပါတယ်တဲ့ဟုတ်ကဲ့ပါဗျာအပေးရဲ့သူတွေကိုယ်မအားလုံးလည်းကျေးဇူးတင်ပါတယ်အခွေးနဲ့ပတ်သက်ပြီးတော့နော်အခွေးနဲ့ပတ်သက်ပြီးတော့ပြီးခဲ့ကျွန်တော်ပြီးခဲ့တဲ့ဘက်မှာအခွေးမလာပါဘူးနော်အဲ့တော့အခွေးလိုက်ပြီးတော့မွေးတဲ့သူတွေအခွေးမွေးနေတဲ့ဒီဘက်မှာကျွန်တော်အနည်းဆုံး2ကြိမ်ပြောခဲ့ပြီနော်အခွေးလိုက်တဲ့သူတွေအားလုံးပဲအားရှိအောင်လို့နော်အနည်းဆုံး2ကြိမ်ဘာလို့အဲ့ဒီအခွေးကရှေ့ဘက်ဒီမှာသူကမလာထားရင်တကယ်လို့ပြန်ပြီးလာရင်အနည်းဆုံးတစ်ပတ်အတွင်းမှာ2ကြိမ်လာမယ်အခုလာမယ့်ဘက်မှာကျွန်တော်ဖောင်းရက်တရက်ရှိမယ်နော်အဲ့တော့အခွေမွေးတဲ့သူတွေလည်းဒီဘက်မှာနော်ကောင်းပါတယ်ပြောခဲ့ပြီနော်နောက်တစ်ခါအနေနဲ့ပါလဲဆိုတော့နော်ကျွန်တော်တို့အားပေးတဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်အဖွဲ့ဝင်နဲ့အရင်ဆုံးကျွန်တော်အကက်လေးတွေနော်အခွေလေးတွေဟိုဟာ 3D လေးပတ်သက်ပြီးတော့မပြောခင်မှာကျွန်တော်ပါလဲဆိုတော့ကျွန်တော်ဒီမှာအပတ်တိုင်းအဖွဲ့ဝင်နဲ့ကိုရီမားတွေအားလုံးရှိတယ်အခုစတေဒီမှာပုံမှန်တိုင်းကျွန်တော်လည်းပြီးတော့လာတွဲတဲ့သူတွေရှိတယ်နော်အဲ့ဒီကိုရီမားတွေအားလုံးအနေနဲ့ကကျွန်တော်ဒီဘက်လဲတစ်ခွက်ကောင်းထွက်တယ်နော်တပတ်စာအဲ့ဒီမှာမွေးနှမ်းအများနဲ့ကျွန်တော်ပြရမွေးနှမ်း3ခွက်ရှိရနော်အများနဲ့အဲ့ဒါလေးကတစ်ခွက်လာပေးနေတာနော်မွေးနှမ်း3ခွက်မွေးစာတူနော်အဲ့တော့ကျွန်တော်တို့ဒီတရက်တည်းစမယ်ဗျာအဲ့ဒီ3ရက်အတွင်းမှာနော်အများနဲ့ဒါကျွန်တော်ပုံမှန်တိုင်းလေးပဲမွေးနှမ်းနဲ့မွေးစာလူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထုတ်ပေးတယ်နော်ဒီဘက်မှာလည်းတစ်ခွက်ကောင်းမွေးထွက်မယ်နော်အပူကြိုက်တဲ့သူတွေအပူတူလက်အပူကြိုက်တဲ့သူတွေအပူတူထည့်ပေးထားတယ်နော်အဲ့တော့အဖွဲ့ဝင်ကိုရီမားတွေအားလုံးပဲကျွန်တော်ပြောပြီနော်အဖွဲ့ဝင်ကိုရီမားကျွန်တော်လည်းလာပြီးတော့အဖွဲ့ဝင်ထားတဲ့ကိုရီမားတွေအားလုံးလည်းကျွန်တော်တင်ပေးရမယ်အားလေးရှိကျွန်တော်အားလုံးပဲတင်ပေးမယ်နော်နောက်ခုနေကကိုလိုက်ပြီးတော့ဆော့တယ်နော်ကိုလိုက်ပြီးလောက်တာလေးတွေကတိတ်ပြီးတော့တိတ်ပြီးတော့အစင်မြေဘူးပေါ့ဗျာအဲ့တော့အခုလာမှမှာမွေးရန်မွေးစားတို့လေးနဲ့ပြပြီးသူများလေးတွေတော့သူများကြီးလိုက်ပြီးတော့နော်သူများကကြီးလိုက်ပြီးတော့ဆော့တာနော်ပြောနေရဆိုရင်နော်သူများကကြီးလိုက်ပြီးတော့ဆော့တာနော်ရနေတာလေးတွေတွေ့တယ်အဲ့ဒါအခုလည်းအခုဒီဘက်မှာနော်မွေးနှမ်းလေးတွေတစ်ခွက်ကောင်းမွေးလေးတွေအပူးတစ်ခွက်ကောင်းလေးတွေလိုက်ဆော့ကြည့်နေတဲ့ကိုရီမားတွေအားလုံးပဲနော်အဲ့တော့နော်အဖွဲ့ဝင်များကိုရီမားတွေအားလုံးလည်းကျွန်တော်ထုတ်ပေးထားတယ်တကယ်လို့အဖွဲ့မဝင်ရသေးဘူးနော်ဒါပေမဲ့အဖွဲ့ဝင်နေတယ်ဆိုတဲ့ကိုရီမားတွေအားလုံးအတွက်လည်းနော်တေးချာချာလေးဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်မေးတာပေါ့နော်အဖွဲ့ဝင်ဘယ်လိုလုပ်ရမလဲနော်ပြောပေးပါဦးဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒီမှာကျွန်တော်ပုံမှန်တိုင်းဒါကထွေထူးကျွန်တော်မသိတဲ့သူတွေအတွက်ပြန်ပြောပေးတာနော်မသိတဲ့သူတွေနဲ့ပြန်ပြောပေးတာဗာလဲဆိုတော့အဲ့ဒီမှာကျွန်တော်အမြဲတမ်းပြောတယ်
နော်အမြဲတမ်းပဲသတိထားပါဖုန်းနံပါတ်ဆိုရင်ကျွန်တော်ပြောပြမသိတဲ့သူတွေအတွက်ကျွန်တော်ပြောပြတာမင်းနေလို့နော်39 98 6334 39 8000 နဲ့39 8800 နော်အဲ့ဒါကြီးတော့တေချာမှတ်ပေးပါအဲ့ဒါလေးတွေကျွန်တော်ကိုင်းနေနော်အခြားဟာတွေကျွန်တော်မသုံးဘူးအဲ့အတွက်အဖွဲ့လာပြီးတော့ဝင်လာကျေးဇူးတင်တယ်အပတ်တိုင်းမှာလည်းအဖွဲ့ဝတ်သမားရဲ့အမြဲတမ်းသိရနော်ပြောပြီးသားပြောရတဲ့ဘက်တွေနော်ပြောအောင်ပဲလုပ်ပေးထားတာနော်အဲ့အခုလာမဲ့အပတ်လည်းကျွန်တော်ပြောခဲ့ပြသွားပြီတခွက်ကောင်းမှုထွက်တယ်အပူမွေးတဲ့သူတွေအတွက်တခွက်ကောင်းထွက်တယ်နော်အဲ့မှာမွေးခွက်နဲ့မွေးစားလို့ထွက်တယ်နော်မထွက်ခင်တည်းကကျွန်တော်တေချာအခုဒီမှာလည်းကျွန်တော်ပြောပေးထားတယ်ကြာသမီးနေ့ကလည်းကျွန်တော်ပြောပေးခဲ့တယ်နော်ကနန်းထွက်လာမှမတိလိုက်ဘူးမောင်လေးအဖွဲ့ဝင်ခေါ်တာမဝင်လိုက်ဘူးအမကြီးတော့မရလိုက်ဘူးကိုကြီးကတော့မတိလိုက်ဘူးမလုံးနဲ့နော်ပြောခဲ့ပြီနော်အဲ့အတွက်အကောင်းသိန်းတွေပဲထုတ်ပေးထားတာနော်အဲ့အတွက်ပုံမရသေးတဲ့ကိုဒီမတွေအားလုံးလည်းဟိုအဖွဲ့ဝင်ရင်ဘယ်လိုလေးတွေလုပ်ရမလဲဆိုတာကျွန်တော်အခုတေချာလေးပြောခဲ့ပြီအဖူးတစ်ခါကောင်းမွေးရှိမယ်မွေကနန်းကတော့နော်မေးတာမေးကြည့်လိုက်တော့ကျွန်တော်အများကြီးမပြောတော့ဘူးနော်အဲ့မှာကနန်း3ခွက်ပဲမေးတစ်ခွက်လာပေးနေတာနော်မွေးစားတူနဲ့ဆိုရင်ကျွန်တော်အပတ်တိုင်းဒါကျွန်တော်တို့နော်ဘာမှထွေထူးပြောစရာမလိုအမြဲတမ်းနော်အမြဲတမ်းရပြီးသားပဲနော်ဟုတ်တယ်အဲ့ဒီခုလဲဒီကျွန်တော်ဒီအပတ်မှာတီးတန့်လေးအဖွဲ့ဝင်သမားတွေအဲ့လားလေးလုပ်ပေးထားတယ်နော်ပုံမှန်တိုင်းပဲကျွန်တော်အဖွဲ့ဝင်ခေါ်ပေးထားတယ်ဝင်တဲ့ကိုဒီမားတွေအားလုံးလည်းကျွန်တော်နော်ဟိုတင်မိတဲ့အချိန်ကျရင်ကျွန်တော်တင်မိမှာဝင်ရသေးတဲ့ကိုဒီမားတွေအားလုံးလည်းတစ်ချက်လောက်နော်အဲ့လားလေးအဖွဲ့ဝင်ချင်းတို့ကျွန်တော်မတိတာတို့နော်ဘယ်လိုဝင်ရမလဲလို့လာမင်းတို့ကျွန်တော်အခုလိုက်နေမှာပြောခဲ့ပြီနော်အဲ့ဒီနံပါတ်လေးတော့ဖုန်းနံပါတ်လေးတော့ဒေချာလေးကြည့်ပါနော်ကျွန်တော်တော့ကျွန်တော်ထွေထူးပြောစရာမလိုဘူးနော်အဲ့ဒါလေးကိုကျွန်တော်ပြောချင်တာအဖွဲ့ဝင်ကြီး1000ပဲနော်အဖွဲ့ဝင်ကြီး1000ပဲအများကြီးမဟုတ်ဘူးအဓိကဘာလဲဆိုတော့ကျွန်တော်ဒီမှာဟိုပြောမယ်ဆိုရင်အများကြီးလိုက်ပြီးတော့ဆော့တဲ့သူတွေရှိတယ်ကိုယ်ဆေးပီလောက်လေးတက်နိုင်ပြီးတော့လိုက်ဆော့တဲ့သူတွေရှိတယ်အဓိကနော်လိုက်ဆော့တဲ့သူတွေအားလုံးနော်ဟိုကိုယ်ယုံကြည်လို့လာပြီးတော့နော်လိုက်ပြီးတော့လှုပ်တာဗျာအဲ့ဒီပုံမှာကျွန်တော်အကောင်းဆုံးလေးပဲနော်လှုပ်ပေးဖြစ်တယ်ကျွန်တော်အကြောင်းလဲတည်ပြီးသားနော်ကျွန်တော်ထွေထူးကြာကြောင်းကြရမလို့နော်ကျွန်တော်ညီမဒါအပတ်တိုင်းအဖွဲ့ဝင်ကြတယ်အပေါ်တိုင်းနော်လာပြီးတော့ယုံကြည်နဲ့လိုက်လုပ်ကြတယ်ဆိုတာအဓိကကိုယ်လည်းသူတို့ပေါ်မှာနော်တက်နိုင်လောက်လေးအကောင်းဆုံးသူတို့ရဲ့ယုံကြည်မှုကိုတက်နိုင်လောက်လေးပြန်ပြီးတော့နော်ဟိုအကောင်းဆုံးကြိုးစားပေးဖြစ်တယ်ဗျာအဲ့ဒါတဝုမြတ်တာတူးစီနာပဲအဲ့တော့စီနာကောင်းတဲ့လူတွေကကန်ကောင်းကြီးလားအဲ့တော့ကျွန်တော်လိုက်သေးရှိတဲ့ဗီဒီယိုတိုက်ရရှိတဲ့ကိုဒီမတွေအားလုံးအားပေးတဲ့သူတွေလည်းပြောမယ်ဆိုရင်ကျွန်တော်ထွေထူးဘာမှပြောစရာမလိုပါဘူးအကိုဒီမတွေအားလုံးကလည်းကျွန်တော်အများကြီးပြောပြီးသားကျွန်တော်ရဲ့နေတိုင်းဝယ်သမားတွေရောအဖွဲ့ဝင်သမားတွေရောနော်ကျွန်တော်ရဲ့အကိုဒီမတွေအားလုံးကတော်ပြီးသားနော်အဲ့ဒီတော်တဲ့ပုံမှာအကောင်းဆုံးလေးလိုက်ပြီးတော့ကိုကလုပ်ဖို့ပဲလုပ်တယ်နော်ပြီးတော့မှကျွန်တော်မရဘူးလို့မသိဘူးလို့တော့မလုံးနဲ့နော်ပြောခဲ့ပြီအခုတစ်ခွက်ကောင်ထွက်မယ်မွေးကန်းထွက်မယ်မွေးသားတို့ထွက်မယ်နော်အဲ့ဒါအားလုံးပဲအခုပြီးတိုင်းကြည့်နေတဲ့သူတွေရောနော်ဒီဘဝမှာကြည့်တဲ့သူတွေရောအားလုံးရောအတူတူပြောမယ်နော်အတူတူပြောအောင်လည်းပြောခဲ့ပြီပြီးတော့မှမပြောချင်တော့နေပေါ့ဗျာပြောချင်တဲ့သူတွေအားလုံးပဲလိုက်လုပ်မယ်ရှင်းလေးပဲအခွေသမားတွေအနေနဲ့ကျွန်တော်အခွေသမားတွေအနေနဲ့ကျွန်တော်ပြောမယ်အခွေသမားတွေပြောရင်အခုလာမဲ့ဘက်မှာနော်ပတ်သီးအနေနဲ့ကတစ်ဖက်စာပေါ့နော်အခုလာမဲ့ဘက်မှာသုံးနေတဲ့သူတွေခွန်ပတ်သီးနော်ခွန်ပတ်သီး6ပတ်သီးရှိတယ်နော်ခွန်6ပတ်သီးရှိတယ်နော်ခွန်နဲ့ဆိုရင်ဗာတွေအဓိကလောက်ရမလဲဆိုရင်နော်အဲ့အပတ်တိုင်းကျွန်တော်ကပ်ပြတာလေးတွေလုံးမိုင်းလေးတွေအမြဲတမ်းတတိထားပြီးတော့လိုက်လုပ်တဲ့သူတွေသိတယ်နော်အမြဲတမ်းသူကတွဲပြီးတော့လာပေးနေတာများတယ်အဲ့အတွက်ကိုယ်ပိုင်ကိုတရားဦးနေအောင်ဇေဝလိုက်ဆောတဲ့သူတွေလည်းအဆင်ပြေတယ်နော်အဲ့တော့ခွန်နဲ့ဆိုရင်ခွန်လုံးမိုင်6လုံးမိုင်အခုလာမဲ့အကောင်းဆုံးအကက်ကနန်းမှာပတ်သီးလုံးမိုင်နဲ့ဆိုရင်ခွန်လုံးမိုင်6လုံးမိုင်နော်ခွန်နဲ့ဆိုရင်83ရှိမယ်နော်83ရှိမယ်80ရှိမယ်88ရှိမယ်ခွန်3ခွန်8 80နော်ဒါခွန်ပတ်သီးနဲ့အကက်နော်6နဲ့ဆိုရင်60ခွန်ရှိမယ်68ရှိမယ်နော်60ခွန်68 60နဲ့2အဲ့ဒါ6အကက်နော်အဲ့ဒါခွန်ပတ်တီး6ပတ်တီးရဲ့သူရဲ့အမြဲတမ်းတွဲပြီးတော့လာပေးနေတာလေအခွေနဲ့ကလည်းအခွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့ပြီနော်အခွေအပတ်တိုင်းကျွန်တော်မမေ့နေတဲ့သူတွေ3လုံးခွေရလား4လုံးခွေရလားသူတွေနော်အခွေနဲ့ပတ်သက်ပြီးတော့လည်းအခုလာမှမှာအခွေဒီနော်ပြန်ပြီးတော့ကျွန်တော်အကောင်းဆုံးလုပ်ပေးထားတယ်ဒီဘက်ကတော့ဗျာကျွန်တော်ပိတ်ရက်ရှိတယ်ဆိုပေမဲ့လည်းနော်ဟိုပိတ်ရက်ရှိရဆိုပေမဲ့လည်းကျွန်တော်တို့တနင်္လာအင်္ဂါဗုဒ္ဓဖူးအတွင်းကတော့အကောင်းဆုံးလေးတွေပဲနော်အခုလာမဲ့ပတ်လဲကျွန်တော်တို့အပတ်ပါပဲပြောခဲ့ပြီအခုလာမဲ့ပတ်လဲကျွန်တော်တို့အပတ်ပဲနော်အဲ့တော့ဘာမှထွေထူးပြောစရာမလိုဘူး
နော်အဲ့ခွန်နဲ့အကက်6နဲ့အကက်ပတ်တီးသမားတွေ6ပတ်တီးခွန်ပတ်တီးဟိုဓာကြီးကိုလိုက်ပြီးတော့3မှလို့တော့ကျွန်တော်ကခုနပြောတာမဟုတ်ဘူးနော်ဘာလဲဆိုတော့သူကတော့ဘာလေးတွေထုတ်ပေးထားတယ်ဟေးသူတစ်ပတ်စာမှာကြိုက်တယ်ငါတို့ကတော့အဲ့ဒီနေ့ကြရင်ငါတို့ဆော့တဲ့နေ့ကခဏလေးနဲ့ဒါလေးနဲ့တော့တူတယ်အဲ့လာကြီးကြရင်ငါတို့ထည့်ပြီးအဲ့ဒီမျိုးပုံစံလေးနဲ့ကျွန်တော်ဆော့လို့ရအောင်တင်ပေးတာနော်ဒါခုနကျွန်တော်ပြောပဲဓာကြီးကိုတော့မဖြစ်မနေလို့တော့ကျွန်တော်ပြောတာမဟုတ်ဘူးအပတ်တိုင်းကျွန်တော်အမြဲတမ်းထုတ်ပေးပြီးသားအမြဲတမ်းလာပြီးသားနော်အဲ့ live ပေါ်မှာကိုဒီမတွေအားလုံးအကောင်းဆုံးနော်ကိုလုံးမိုင်မဲရပတ်တိပဲရတင်ဝင်အဲ့လိုနေတွေရတွဲဆော့လို့ရအောင်လို့နော်အခွေဆိုရင်နော်အခွေသမားတွေကဘာရှိလဲဆိုတော့အခုဘက်မှာနော်အခွေသမားတွေခွန်နဲ့၄ခုအခွေနော်အခွေနဲ့ပတ်သက်ပြီးတော့ခွန်နဲ့၄ခုအခွေအဲ့ဒီဟာကကျွန်တော်၄ရက်စာမှာဒီအပတ်အနည်းဆုံးပုံမှန်တစ်ချိန်ကြားတဲ့ခါလည်းရှိတယ်နှစ်ချိန်ကြားတဲ့ခါလည်းရှိတယ်ဗျာအဲ့တော့အခွေသမားတွေကျွန်တော်တစ်ခါလေးပဲတင်ပေးလိုက်တယ်နော်ခွန်နဲ့၄ခုအခွေပါအခွေနဲ့ပတ်သက်ရင်နော်အဲ့မှာအခွေရှိမယ်ပတ်တိရှိမယ်နော်ဒါကတော့ကျွန်တော်ကဒါကပုံမှန်နဲ့ကျွန်တော်တင်ပေးတာဒီအဲ့လိုမဟုတ်ဘူးနော်ဟိုအများကြီးလိုက်ပြီးထွေးထူးမလုပ်ချင်ဘူးကျွန်တော်ယူပြတာလေးတွေပဲမွေးနဲ့တစ်ခွက်နှစ်ခွက်နော်မွေးစာတို့လည်းပဲဟိုကနော်လိုက်ပြီးတော့တေးစားလေးလိုက်လို့ချင်တဲ့သူတွေကတော့နော်ဟိုကျွန်တော်ဒီမှာလာပြီးလိုက်လို့ပေါ့ဗျာရှင်းလေးပဲဟုတ်တယ်မလားအများကြီးစောရတာလည်းမဟုတ်ဘူးနော်အဲ့ဒါတော့ကိုဒီမတွေအားလုံးကိုစင်ပြီးလို့လုပ်ပဲအဖေရဲ့အနေနဲ့လည်းကျွန်တော်ဘယ်သူမှတင်မခေါ်ဘူးနော်လာပါလုပ်ပါလို့ကျွန်တော်မပြောဘူးနော်ကျွန်တော်အကောင်းဆုံးလေးပဲလုပ်ပြထားတယ်နော်အဲ့ဒီပုံမှာယုံကြည်မှုရှိရင်လာပြီးတော့လုပ်နော်အပူးတစ်ခွက်ကောင်းပါမယ်နော်မွေးကနန်း3ခွက်ပြီးပေါက်ပါမယ်ဒါပဲဒါတော့ကျွန်တော်အဖေဝင်ဘာတွေလုပ်ရမှာလဲနော်ဘယ်လိုတွေလုပ်ရမှာလဲမသိပါဘူးတခါလေးပြောပြခဲ့တာအခွေဟုတ်တယ်ခွန်နဲ့၄ခုအခွေပါနော်ခွန်နဲ့၄ခုအခွေပါတစ်ပတ်စာအခွေနော်ခွန်နဲ့၄ခုအခွေ3D နဲ့ကပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီမှာ2ခွက်စင်ပေးခဲ့မယ်နော်မနေ့ပြန်လာမှာနော်မနေ့ပြန်မှာကျွန်တော်တို့ဒါဖွင့်ရက်ပေါ့ဗျာမနေ့ပြန်ဖွင့်ရက်ဆိုတော့နော်အဲ့အတွက်ဟိုပြောမယ်ဆိုရင်နော်ကျွန်တော်ရဲ့အတူလိုက်ပြီးတော့ပျော်ခြင်းတဲ့သူတွေလိုက်လို့ပေါ့နော်ပုံမှန်တိုင်းဆိုတော့ကျွန်တော်တင်ပေးလေးမရှိဘူးเนาะပုံမှန်တိုင်းတင်ပေးလေးမရှိဘူးအဲ့ဒီဟိုကျွန်တော်တင်ပေးတဲ့အခါကြီးတော့ရှိတယ်ဗျာเนาะတင်ပေးတဲ့အခါလေးတော့ရှိတယ်เนาะတင်ပေးတဲ့အခါလေးရှိတယ်အများနဲ့တော့ကျွန်တော်မတင်ပေးဘူးကျွန်တော်ကစိတ်ရမှเนาะကြိုက်မှပြောမှဆိုရင်တိတ်ပြီးတော့ကျွန်တော်ကပြောမှဆိုရင်အများနဲ့လိုက်ပြီးတော့ soft ဖြစ်တဲ့ထဲမှာမပါဘူးเนาะကိုကြိုက်တဲ့ပတ်လေးကျွန်တော်ပြီးတော့လည်းအများကြီးလိုက်ပြီးလို့ရတာလဲသဘောမကျဘူးเนาะအဲ့တော့ကိုကြိုက်တာလေးနဲ့ပြီးတော့သူပုံမှန်ထွက်ပေးတာလေးနဲ့တူတဲ့အခါဆိုရင်ကျွန်တော်တင်ပေးတယ်เนาะအခုလာမဲ့ပတ်လဲကျွန်တော်စိတ်ထင်တော့เนาะဟိုကျွန်တော်နဲ့အတူအကိုဒီမတွေအားလုံးပြောရမယ့်အပတ်ထင်ပါတယ်เนาะကျွန်တော်အရန်ကြိုက်နေတာရယ်နောက်တစ်ခုအခုဗီဒီယိုတင်ပေးရဲဆိုတာလဲကျွန်တော်ခုနပြောသလိုပဲအကိုဒီမတွေအားလုံးကိုတွေးစီခြင်းနဲ့မြင်စီခြင်းနဲ့เนาะရုပ်ကြိုက်တဲ့သူတွေလုပ်ပဲเนาะကြိုက်တဲ့သူတွေလုပ်ပဲကျွန်တော်ကြိုက်ရင်တော့ကြိုက်ဟိုကျွန်တော်ကတော့ကြိုက်ပြီးသားပဲတေချာလေးနောက်တစ်ခုပြောချင်တာအဓိကအဲ့ကျွန်တော်ရှိမှာဘာလာပြီးတော့ပြောနေရတယ်ဆိုတော့เนาะအဲ့ဟိုဘယ်သူရှိမှာတော့ဟိုဘယ်မှလွတ်လိုက်ဘာအဲ့လိုမျိုးလေးတွေရှိတယ်เนาะအဲ့တော့ဟိုပြောပြီးသားเนาะကျွန်တော်ဟိုเนาะဖုန်းနံပါတ်လေးတွေပြောပြီးပါတင်ပြီးပါဟိုဖုန်းနံပါတ်လေးတွေပြောပြီးပါမတီးဘူးဆိုတဲ့သူတွေပဲကျွန်တော်ပြောပေးခဲ့ပြီเนาะအဲ့လားလေးကိုပဲတေချာကြည့်เนาะထွေထူးအဓိကဗျာ39ခွန်81633လေးရှိမယ်39ခွန်8000ခွန်နေရှိမယ်เนาะအဓိကအများကြီးမမှတ်ချင်အဲ့လားလေးမှတ်เนาะဝါသနာပါတဲ့သူတွေကလှုပ်ထားနော်3နဲ့ပတ်သက်ပြီးဝါသနာပါတဲ့သူတွေကလှုပ်ထားတော့ပြီးတော့မှနော်တင်ပြလိုက်တာငါတို့တော့မသိလိုက်ဘူးဝေးနော်မသိလိုက်ဘူးမတွေးလိုက်ဘူးဖြစ်ဦးမယ်နော်အဲ့တော့အခုမလာခင်တည်းကပြောခဲ့ပြီနော်အားလုံးပဲနော်ကြိုက်လို့တင်ပြထားတာနော်ကြိုက်လို့လည်းရွေးချယ်ပေးထားတာကြိုက်လို့လည်းတင်ပြထားတာအဲ့တော့ပြောရရင်လည်းတူတူပြောမယ်နော်ကျွန်တော်ကတော့ကြိုပြီးပြောနေပြီနော်အဲ့တော့ပြောချင်တဲ့သူတွေရှိတယ်လှုပ်ထားအပူးတစ်ခွက်ကောင်းမွေးကကျွန်တော်တို့ပါပေါ့နော်အဖုတ်ဝင်သမားတွေအတွက်တီးတန့်ကျွန်တော်ကြိုက်တာလေးရွေးပေးထားတာနော်နေလိုက်သမားတွေနေလိုက်သမားအကူတွေမားတွေအားလုံးအတွက်လည်းကျွန်တော်တင်ပေးရမယ့်ပတ်တီးတွေအခွေတွေကျွန်တော်တင်ပေးသွားပြီနော်ဟုတ်တယ်မှတ်မိသေးလားအကူတွေမားတွေအားလုံးကျွန်တော်တေပူးတော့တပူတေပူးတော့ကျွန်တော်ဟိုတစ်ခွက်လေးရွေးပေးခဲ့တာနော်
အဲ့ဒီဟာကကျွန်တော်အဲ့အပူကသူအမြဲတမ်းလာပေးတာတော့မဟုတ်ဘူးဗျအမြဲတမ်းလာပေးတာတော့မဟုတ်ဘူးနော်အဲ့ဒီသူလာပေးတာနဲ့နော်ကိုပြောမယ်ဆိုရင်အပတ်တိုင်းလဲသူကမရဘူးနော်ကိုကြိုက်နေတာနဲ့တော့ခုသူပုံမှန်ပေးနေတယ်အဲ့ဒီဟာတွေကများသောအားဖြင့်နော်အခုမာဘူးစုံမှုရှိတယ်ဗျာအဲ့ဒီမာဘူးစုံမှုဟာမှပို့ပြီးတော့လာနေတာလေးပေါ့နော်ပို့ပြီးတော့လာနေတာပြီးတော့ထွက်ပေးတာလေးအဲ့လားလေးကိုကျွန်တော်အဓိကထားပြီးတော့ရွေးပေးတာပထမတစ်ချိန်တော့ကျွန်တော်ရွေးပေးခဲ့တာအဲ့ဒီမာဘူးနဲ့တစ်အပူပဲနော်အခုပဲလေအဲ့လိုမျိုးလေးတွားကြနေတာနော်မာဘူးပြင်မှာဆုံးပြင်မှာအဲ့ဒီအပူနဲ့ကတွားပြီးချက်နေတာပေါ့နော်အဲ့တော့အပူကြိုက်တဲ့သူတွေကတော့ကြိုက်တယ်ပါတယ်နော်ကျွန်တော်ကတော့ကြိုက်တယ်ဘာလို့ဆိုအပူဆိုတာဟိုပြောမယ်ဆိုရင်များထွက်မှာတကွက်ထဲဗျာနော်အားစရာတော့မလိုဟုတ်တယ်မလားအဲ့လိုမျိုးကျွန်တော်ပူတော့ကြတယ်အဲ့တော့ကျွန်တော်အပူလာမေးတဲ့သူတွေလဲနော်အခွေရနှစ်ခွန်လေးကိုအခွေနော်ပြောခဲ့ပြီပဲမချဲနဲ့ကနော်အဲ့တော့ပြောပြီးချဲ3နဲ့ပတ်သက်ပြီးတော့နော်တစ်လေးဟောပါနော်တစ်လေး8ကဲနော်တင်5 8ကဲနော်အဲ့လားအားလုံးပဲနော်ကိုတက်နိုင်တဲ့လောက်လေးနော်ပွင့်လေးပြောတာနော်ကျွန်တော်ကကြိုက်လို့တင်မိတာအဲ့ဒီအပေါ်မှာနော်ကိုကြိုက်ရင်လိုက်လို့ပါနော်ဘယ်သူမှအတင်းလောက်ပါမလုပ်ပါနဲ့မပြောဘူးနော်အဲ့တစ်လေး8နဲ့တင်5 8နော်အဲ့ဒီဟာလေးနှစ်ခုနော်အဲ့ဒီဟာလေးနှစ်ခုကိုငါကိုတွေငါမာတွေကျွန်တော်ဗီဒီယိုဖိုင်ကိုမြင်တဲ့သူတိုင်းတွေ့တဲ့သူတိုင်းကျွန်တော်အမြင်အားပေးတဲ့သူတိုင်းနော်ကိုပိုင်ကို50ကိုတက်နိုင်100ကိုတက်နိုင်နော်ထည့်ပြီးလုပ်ပေါ့ဗျာဟုတ်တယ်မထည့်ပြီးတော့လုပ်ဟုတ်တယ်လေတော့ကြာဟိုကဟိုပြောမယ်ဆိုရင်နော်တွေးလိုက်တယ်နော်တိမနာတွေးလိုက်တယ်ပြောပြရလဲတီးလိုက်တယ်နော်ပြီးတော့မှမေးသွားတာတော့မတီးလိုက်ဘူးမရအဲ့လိုတော့မလုပ်ပါနဲ့နော်ကျွန်တော်လည်းဒါအားလုံးပေါ့အမြင်နဲ့ကျွန်တော်စဉ်းစားထားပြီးသားပါနော်အဲ့တော့စဉ်းစားထားပြီးတော့ကျွန်တော်တက်နိုင်မြောက်လေးဘာပဲဖြစ်ဖြစ်ကျွန်တော်အစားအရာလိုက်ပြီးတော့တေးချာလေးနော်ဟိုပြောမယ်ဆိုရင်ထုတ်ပေးပြတယ်နော်အဲ့ဒီပုံမှာလည်းအကူဒီမတွေအားလုံးနေနဲ့နော်ကျွန်တော်ထုတ်ပေးတဲ့ပုံမှာအားလုံးပဲတေးချာလေးမြင့်မြတ်လုပ်ပေါ့နော်ချိုးပေးခဲ့တာနော်ပြီးတော့မှထွက်ပြီးတင်မှာထွက်ပြီးမှတင်တယ်မလုံးနဲ့အင်းလာပါတဲ့ကျွန်တော်ဗီဒီယိုလေးလိုက်လေးလေကျွန်တော်ပုံမှန်တိုင်းတင်ပေးပါတယ်เนาะတချို့မတွေ့ဘူးဆိုတဲ့လူတွေမတွေ့ဘူးဆိုတဲ့လူတွေကျွန်တော်အများနဲ့တင်ပေးပြတယ်เนาะအများနဲ့တင်ပေးပြတယ်အဲ့ဒီမှာကြည့်အကအဲ့တဲ့လုံးမိုင်းလေးတွေအခွေလေးတွေတတိလေးတင်ပေးခဲ့ပြီနေတဲ့သမားတွေလည်းပြောပေးခဲ့ပြီအဖို့ဝင်သမားတွေလည်းပြောပေးခဲ့ပြီเนาะတလေးရှင်းနဲ့တင်ကားရှင်းเนาะပေးခဲ့ပြီအားလုံးเนาะတလေးရှင်းနဲ့တင်ကားရှင်းအားလုံးပေးခဲ့ပြီဟုတ်တယ်ဘာမှပေးရမလို့နော်ဘာမှမလို့ပြီးရင်ပြောခြင်းအဲ့လားလို့နော်ပြောခြင်းအဲ့လားလို့ပြောခဲ့ပြီပြောခြင်းအဲ့လားလို့ပဲဒီထဲမှာဝါသနာပိုင်းသူတွေရှိမှာပေါ့ဗျာနော်ကျွန်တော်ကတော့အမြဲတမ်းဝါသနာပိုင်းထဲမှာတော့မပါဘူးကျွန်တော်ခုနပြောသူပဲဟိုကိုထွက်ပေးနေတာလေးတွေလာပေးနေတာလေးတွေနော်အဲ့လိုမျိုးလေးတွေတွားပြီးတော့နော်ဟိုပြောမှဆိုရင်ကိုကြိုက်တာလေးနဲ့တွားပြီးတော့ဒူမှကျွန်တော်လုပ်ပေးပြတာများတယ်အဲ့တော့အကူဒီမတွေအားလုံးကကျွန်တော်လိုက်ထဲမှာအမြဲတမ်းမတင်ပေးပြပါဘူးဟုတ်တယ်မလားအမြဲတမ်းတင်ပေးတာနဲတယ်ဒီဘက်မှာနော်ပျော်ကျင်လို့လည်းထင်တယ်နော်စိတ်ထဲမှာလည်းတင်ပေးနေတာတွေတခုရယ်ကိုလည်းကြိုက်နေရတဲ့တခုအဲအကြောင်းကျွန်တော်ဒါလေးကထည့်ပေးပြတာနော်ကိုဒီမတွေအားလုံးအတွက်ပဲလူကျင်တဲ့သူတွေရောအစင်းဟုတ်တယ်ခက်ခဲရှိတဲ့သူတွေရောလှုပ်ထားအများကြီးမလုပ်ပါနဲ့เนาะကိုတက်နိုင်လောက်လေးကိုတို့ heavy ဖြစ်အောင်မလုပ်နဲ့ပုံမှန်တိုင်းမွေးကနေကတော့မွေးကနေမွေး3ခွက်ပဲเนาะအဲ့ဒီမှာကျွန်တော်အဲ့ဒီဖောင်းရတဲ့ရှယ်ဆို4ရက်စာအတွက်အပူးတစ်ခွက်ကောင်းကျွန်တော်ထုတ်ပေးတာเนาะဟုတ်မယ်ကိုဒီမတွေအားလုံးတော့ကြဘာကဘယ်လိုလဲဘာမသိဖြစ်မှာဆိုเนาะပြောပြီးခဲ့ပြီတခွက်ကောင်းမွေးအပူးပါမယ်ဟုတ်တယ်เนาะအဖွဲ့ဝင်ကတခွက်ကောင်းမွေးအပူးပါအကက်လေးတွေလုံးမိုင်းလေးတွေအခွေလေးတွေเนาะသူတွေအားလုံးပဲတင်ပေးခဲ့ပြီเนาะအားလုံးပဲငါကိုငါမတွေเนาะကျွန်တော်ဗီဒီယိုပိုင်းတွေ့တဲ့သူတိုင်းเนาะကျွန်တော်အားပေးတဲ့သူတိုင်းကျွန်တော်ရွေးချယ်ပေးရလေးတွေငါကိုငါမတွေအားလုံးပဲ
နော်ယူပီတာတွေအားလုံးပဲမှန်ပြီးတော့ငါးခုငါးမိုက်အားလုံးပဲနော်အတူတူကျွန်တော်တို့ကအားလုံးပဲပြောနိုင်ပါသည်ဗျာနော်ကျွန်တော်စုံအောင်တောင်းပေးပါတယ်နော်ကျွန်တော်စုံအောင်တောင်းပေးရင်ကိုဒီမရအောင်သိတယ်နော်အဲ့လောက်ပဲပြောခဲ့မယ်မတွေ့ဝမတိတဲ့သူတွေမတွေ့တဲ့သူတွေရှိနေပြောပြလိုက်ပါနော်မတိတဲ့မတွေ့တဲ့သူတွေရှိနေပြောပြလိုက်ပါကျွန်တော်မတွေ့ဘူးလို့နော်မတွေ့တာကြာပြီလို့မမင်းနေလို့နော်မတိတဲ့မတွေ့တဲ့သူတွေရှိနေပြောပြလိုက်ပါဗျာကဲလောက်ပါပဲငါခွေငါမတွေနော်အားလုံးပဲပြောနိုင်ပါသည်နော်ဘိုင်မှာနော်အရင်ချစ်ပါတယ်ငါခွေငါမဘိုင်မှာ